မနက်ပြန်16ရက်နေ့ကတထေးများနေ့ဖြစ်ပါတယ်ခင်ဗျာတထေးများနေ့ပါတထေးဖြစ်ချင်တဲ့သူတွေတန်တရားထောက်ပံ့ယူပြီးတော့ဒီကာလာလေးကိုရွတ်လိုက်တာနဲ့ကျင်းလေးပေါက်ချမ်းသာလာမယ့်နေ့ဖြစ်ပါတယ်မနက်ပြန်16ရက်နေ့ည9:00နာရီမှာဒလသိတိနတ်ခတ်ဆန်းရှင်မှာဖြစ်ပါတယ်ဆန်းရှင်နဲ့ဆိုတာဒလသိတိနတ်ခတ်နဲ့စန်းလို့ခေါ်တဲ့တနင်္လာကျူနဲ့ရှင်နဲ့အချိန်ကိုနတ်ခတ်ပေလေးကတွက်ချက်ယူတာပါခင်ဗျာအဲ့တော့ဒီနလာပိုင်းအတွက်ဆိုလို့ရှိရင်မနက်ပြန်နလာပိုင်း16ရက်နေ့ည9:00နာရီမှာဒနတတိနတ်ခတ်နဲ့လင်းနာဂျူပေါ့နော်စန်းဂျူလို့ခေါ်တဲ့လင်းနာဂျူနဲ့စန်းရှင်ပြီးတော့အခါနတ်ခတ်ကောင်းကြမှာဖြစ်တဲ့အတွက်အခုပြောမဲ့မန္တန်ရွတ်ကမယ်အရဟံဒုက္ခံတိဋ္ဌိဒုက္ခံအရဟံဆိုပြီးကိုးကောက်ရွတ်ကမယ်ရွတ်တဲ့အခါမှာအိမ်ဖျားမှာအမွှေးတိုင်း3တိုင်းထုံးပြီးတော့ရွတ်ပေးရမယ်ဗျရွတ်လိုက်တာနဲ့ကျင်းသေးပေါက်ကြီးပွားချမ်းသာမယ်တတိဖြစ်မယ်လုံးဝဘယ်လိုခေါ်မလဲညက်လဲပြလိုက်တယ်လို့ကိုကန်နေကောင်းလာမယ်သိန်းထောင်ပေါင်းများစွာရရှိလာမယ်ငွေတွေဆိုတာဒလဟောမလိုချင်မှအစုံတသွင်းစစ်စစ်ပြီးတော့ကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်ဒနာသိန်းနှက်ခတ်ဆိုတာပုံမှန်အားဖြင့်တော့တစ်လကိုတစ်ခါတော့ဆန်းရှင်တွေရှိပါတယ်နော်နှစ်တဲ့နှစ်မှာဆိုလို့ရှိရင်တစ်လကိုတစ်ခါတော့ဆန်းရှင်သို့တော်ညာလဲဒီတစ်လတစ်ခါဆန်းရှင်တဲ့အခါမှာနှက်ခတ်ပေတွေကတွက်ချက်ပြီးတော့ဘယ်ရက်ကိုဒနာသိန်းနှက်ခတ်ဆန်းရှင်မလို့ဆိုတွက်ရတာအဲ့တော့မနက်ပြန်16ရက်နေ့မှာဒနာသိန်းနှက်ခတ်ဆန်းရှင်တဲ့အပြင်မှာအခြားသောဘယ်လိုခေါ်မလဲထူးခြားသောပေါ့နော်ရလာပါနဲ့ပတ်သက်တဲ့ကံတွေအထွတ်ထိပ်ကိုလွှမ်းမိုးစေနိုင်သောစွမ်းအားတွေစွမ်းအင်တွေလွှမ်းမိုးနေတဲ့နေ့တစ်နေ့ဖြစ်တဲ့အတွက်ဒနာတိတ်နတ်ခတ်ဆန်းရှင်တဲ့နေ့တွေထဲမှာကိုမှမနက်ပြန်16ရက်နေ့ဟာပို့ပြီးထူးခြားတဲ့နေ့ဖြစ်ပါတယ်ည9:00နာရီမှာဆန်းရှင်မှာပါအဲ့အတွက်ည9:00နာရီမှာအမွှေးတိုင်း3တိုင်းဖျားမှာပူဇော်ပြီးတော့ခုနကပြောတဲ့မန္တန်လေးကိုခါလာလေးကိုကိုးကောက်ပွားများပူဇော်လိုက်ပါကျင်းသေးပါကြီးပွားချမ်းသာရရှိပါမယ်တထေးဖြစ်ပါမယ်ခင်ဗျာတထေးဖြစ်ချင်တဲ့သူတွေချမ်းသာချင်တဲ့သူတွေမနက်ပြန်ဒနာတိတ်ဆိုတာပြီးကြီးပွားချမ်းသာသောနတ်ခတ်ဖြစ်တဲ့အတွက်အေးချမ်းသာရပြီးကျွယ်ဝလို့သူမှန်သမျှမနက်ပြန်အမွှေးတိုင်း3တိုင်းဖျားမှာထုံးပြီးတော့ခါလာလေးကိုကိုးကောက်ပွားများပူဇော်ပါကျင်းသေးပါရွှေမရှားငွေမရှားရွှေပေါ်များငွေပေါ်များပြီးရေသနာမှုရွာသုံးပြုကဲ့သို့ကျွယ်ဝချမ်းသာပြီးတိုးတက်အောင်မြင်အစဉ်ပြေခြင်းများနဲ့ချမ်းသာဒုက္ခရရှိကတထေးတွေဖြစ်ကြပါလိမ့်မယ်